အခန်းနံပါတ်31ရန်ကုန်မြို့လမ်းမကြီးအနားမှာအိမ်ငါးတိုက်တစ်လုံးရှိတယ်။အခန်းအားလုံးပြည့်နေပြီး31နံပါတ်အခန်းတစ်ခန်းပဲလွတ်နေတယ်။ဒါပေမဲ့အိမ်ရှင်ပြောတယ်ဒီအခန်းကိုမငားဘူးလူမနေရဘူး။ကျောင်းသားလေးကိုလင်းကတော့မယွံဘူးငွေမရှိလို့အဲ့ဒီအခန်းကိုပဲငားလိုက်တယ်။ည12နာရီတိုင်းအခန်းအကင်ဘက်မှာခြေတံတဖြည်းဖြည်းလာနေတာတကောက်ခောက်တံတောက်ကိုလင်းဖွင့်ကြည့်လိုက်ရင်ဘယ်သူမှမရှိဘူးဒါပေမဲ့မြေပြင်ပေါ်မှာတော့ရေဆူချီရလက်ရတွေကျန်ခဲ့တယ်ကိုလင်းအနေနဲ့စိတ်ထဲမှာသမျိုးကြီးဖြစ်နေပေမဲ့အခန်းထဲဝင်ပြီးအိတ်နေလိုက်ပါတယ်တညမှာကိုလင်းအိတ်မှတ်မဟုတ်ကဲတကယ်မြင်လိုက်ရတာအခန်းထဲမှာစပင်းရှိမိန်းကလေးတယောက်ပြန်မကြည့်ပဲမသက်ရက်နေတာသူမပြောလိုက်တယ်နင်ကလေထွက်မသွားဘူးလားသူမလွှဲကြည့်လိုက်တဲ့အချိန်မျက်နှာမရှိဘူးမျက်လုံးနေရာမှာအမှောင်ပဲဒီလိုအခြေအနေကိုမြင်ရတဲ့ကိုလင်းဟာအယမ်းကိုကြောက်လန့်သွားပြီးခြေစုံရက်ပြီးအိမ်ရှင်အဖွားကြီးပြောတဲ့စကားကိုကြားနေမိတယ်အခန်း31မှာလွန်ခဲ့တဲ့9နှစ်ကမိန်းကလေးတယောက်ကိုဝင်ရှိပြီးအသက်ခံခဲ့ရတယ်အရင်နေခဲ့တဲ့လူတွေအားလုံးနဲ့မကြခင်အင်္ဂါထပ်ပြီးသွားကြတယ်တချို့တော့စိတ်ဖြစ်ပြီးပျောက်ဆုံးသွားကြတယ်ကိုလင်းနောက်နေ့မနက်မှာအခန်း31ထဲမှာမလုံမရှာအလောင်းတစ်လောင်းပြေသွားခဲ့တယ်မျက်နာကတော့မရှိတော့ဘူးအခုတော့အခန်း31ကထပ်ပြီးလွတ်နေပြန်ပြီနောက်တစ်ယောက်ငားဖို့စောင့်နေတယ်လို့အခုသင်အခန်းနံပါတ်31ပါလား